င်္ဂလာပါခင်ဗျာ2014ခုနှစ်ဇန်နဝါရီလ30ရက်ကြာသပတေးနေ့ RBC မြန်မာဘာသာသတင်းအစီအစဉ်စတင်နေပါပြီခင်ဗျာဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေထဲမှာမောင်နှောမြို့နယ်ဒုချီရာတန်းကြေးရွာကတပ်ဖြတ်ခံရသူတွေနဲ့ပတ်သက်ပြီးထပ်မံရရှိလာတဲ့သတင်းမောင်နှောမြို့နယ်ဒုချီရာတန်းကြေးရွာမီးတင်ရှို့မှုနဲ့ပတ်သက်ပြီးနောက်ဆက်တွဲသတင်းဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကမြန်မာနိုင်ငံဆိုင်ရာတန်အမတ်ကြီးတွေရဲ့ရခိုင်ပြည်နယ်ခီးစဉ်အကြောင်းသတင်းတွေတခြားနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာရခိုင်ပြည်နယ်မောင်နှောမြို့နယ်ဒူချီရာတန်းကျေးရွာမှာအခုလ23ရက်နေ့မတိုင်မီမောင်နှောမြို့ကိုအလုပ်လုပ်ဖို့လာနေတဲ့ရိုဟင်ဂျာ10ဦးကိုဒူချီရာတန်းကျေးရွာအုပ်ချုပ်ရေးမှူးဦးအောင်စံဖြူနဲ့ရဲတပ်ချက်ကြီးအောင်ကျော်သိန်းတို့ကဥဆောင်တပ်ဖြတ်ခဲ့ကြပြီးတဲ့နောက်အလောင်းတွေကိုဖျောက်ဖျက်ခဲ့ကြပါတယ်။အဲဒီအလောင်းတွေကိုရှာဖွေတွေ့ရှိသွားတဲ့ရွာသားတွေကိုဇန်နဝါရီလ23ရက်နေ့ညပိုင်းမှာနှုတ်ပိတ်ဖို့ကြိုးစားရမှာအမျိုးသမီးငယ်တူကိုမရင်းကျင့်ခြင်းကစလို့ပြဿနာစပြီးဖြစ်ပွားခဲ့ရမှာအဲ့ဒီနေ့ညမှာပဲရိုဟင်ဂျာ73ဦးပွဲချင်းပြီးတေဆုံးခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့ဇန်နဝါရီလ14ရက်နေ့မနက်4နာရီကစလို့လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ရခိုင်အစွန်းရောက်တွေပူးပေါင်းပြီးရွာအတွင်းမှာရှိတဲ့ရိုဟင်ဂျာရွာသားတွေကိုရွာအပြင်ကိုမောင်းထုတ်ခြင်းအစုလိုက်ပြုံလိုက်တပ်ဖြတ်ခဲ့ခြင်းတွေထပ်မံပြုလုပ်ခဲ့ပါတယ်။အဲ့ဒီအကြမ်းဖက်ဖြစ်စဉ်နဲ့ပတ်သက်ပြီးကုလသမဂ္ဂနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေသတင်းဌာနတွေကလူ40ကျော်သေဆုံးခဲ့တယ်လို့ပြောကြားနေပေမဲ့လည်းဒေသခံအများစုကတော့ထပ်မံရရှိတဲ့အသက်ခံရသူတွေရဲ့စာရင်းတွေအရလူ200ထက်မနည်းသေဆုံးခဲ့တယ်လို့ယုံကြည်ရကြောင်းယုံကြည်ရလောက်တဲ့နိုင်ငံတကာကစုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်တွေလာရောက်စုံစမ်းစစ်ဆေးမှသာသေဆုံးသူအရေအတွက်အတိအကျကိုသိရှိနိုင်မှာဖြစ်တဲ့အကြောင်းမြန်မာအစိုးရကဆေးလွတ်မဲ့စုံစမ်းရေးအဖွဲ့ကိုယုံကြည်လို့ရမှာမဟုတ်ကြောင်းဒေသခံတွေရဲ့သတင်းပေးပို့ချက်ကိုကိုးကားပြီး RB News မှာဖော်ပြထားပါတယ်အခုလောလောဆယ်အထိဒူချီရာတန်းကျေးရွာကိုအမျိုးသမီးနဲ့ကလေးငယ်900ဝန်းကျင်လောက်ပြန်သွားခဲ့ပေမဲ့လည်းအမျိုးသားအများစုကတော့မတရားဖမ်းဆီးခံရမှာကိုစိုးရိမ်လို့ပြန်မရောက်သေးကြောင်းသိရှိရပါတယ်။ဒါအပြင်ဇန်နဝါရီလ28ရက်ညကလုံနှင်းရဲတွေနဲ့ရခိုင်အစွန်းရောက်တွေပူးပေါင်းပြီးဒူချီရာတန်းအနောက်ရွာကိုမီးတင်ရှို့မှုကြောင့်ဒေသခံတွေနဲ့ပုံမစိုးရိမ်လျက်ရှိကြောင်းလည်းသိရပါတယ်။ဒူချီရာတန်းကျေးရွာဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးပြီးခဲ့တဲ့ရက်ပိုင်းကကိုယ်တိုင်ကွင်းဆင်းသွားရောက်ခဲ့တဲ့ဘူးသီးတောင်မြို့နယ်ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာဘော်ရှိအာမတ်ကို RFA သတင်းဌာနကဆက်သွယ်မေးမြန်းရမှာတော့အမျိုးသမီးနဲ့ကလေးတွေ300ဝန်းကျင်လောက်ပြန်ရောက်နေကြပြီးအမျိုးသားတွေတော့ပြန်မရောက်သေးကြောင်းဒါအပြင်လူအများအပြားအသက်ဖြတ်ခံရတာတွေအမျိုးသမီးတွေအာဓမပြုကျင့်ခံရတယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီးသူအနေနဲ့စုံစမ်းနေသေးဖြစ်တာမို့အခုချိန်မှာတိတိကျကျပြောလို့မရသေးတဲ့အကြောင်းအစိုးရအနေနဲ့ဒီကိစ္စတွေမဟုတ်မှန်ကြောင်းညင်းဆိုနေတဲ့အပေါ်မှာလဲဒေါက်တာဘော်ရှိအာမတ်ကသူ့အနေနဲ့တည်တည်ချာချာစုံစမ်းနေသေးဖြစ်ကြောင်းရွာကိုပြန်ရောက်လာတဲ့ဒေသခံရွာသားတွေစီကတဆင့်စုံစမ်းအတည်ပြုရမှာဖြစ်တယ်လို့ပြောပါတယ်။ကုလသမဂ္ဂနဲ့တခြားနိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ပြောကြားချက်အပေါ်မှာတော့သူတို့အနေနဲ့လည်းသူတို့ရရှိထားတဲ့သတင်းအချက်အလက်အထောက်အထားတွေပေါ်မှာမူတည်ပြီးပြောတာဖြစ်တဲ့အတွက်သူအနေနဲ့မှန်တယ်မှားတယ်ပြောဖို့ရမဖြစ်နိုင်သေးကြောင်းပြန်လည်ဖြေကြားခဲ့ပါတယ်ခင်ဗျာ။မောင်နှောမြို့နယ်ဒူချီရာတန်းအနောက်ရွာမှာဇန်နဝါရီလ28ရက်ညကမီးလောင်မှုဖြစ်ပွားခဲ့ပြီးအင်ဂျင်20လောက်မီးလောင်ကျွမ်းပြာကျခဲ့ပါတယ်။ဒီမီးလောင်ခဲ့တဲ့ကြေးရွာဟာလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ထိန်းချုပ်မှုအောက်မှာရှိနေပြီးဒီမီးရှို့မှုကိုရဲတွေကိုယ်တိုင်ပါဝင်ပတ်သက်နေတယ်လို့မောင်နှောခရိုင်ဘူးသီးတောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရွှေမောင်က DVB သတင်းဌာနနဲ့တွေ့ဆုံမေးမြန်းခန်းမှာပြောကြားလိုက်ပါတယ်။အခုမီးလောင်မှုဟာလူနေထိုင်ခြင်းမရှိတဲ့အိမ်တွေကိုတမင်ရည်ရွယ်ပြီးရှို့ခဲ့တဲ့ရှို့မီးဖြစ်ပြီးတော့အနီးနားပတ်ဝန်းကျင်ရွာသားတွေရဲ့သတင်းပေးပို့ချက်အရမီးရှို့မှုကိုရဲတပ်ဖွဲ့ကကိုယ်တိုင်ပါဝင်တာသူတို့မြင်တဲ့အကြောင်းပြောပါတယ်။မီးရှို့ခံရတဲ့အိမ်တွေဟာလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့အုပ်ချုပ်မှုလက်အောက်ကအိမ်တွေဖြစ်ပြီးအပြင်လူဝင်ထွက်မရနိုင်တဲ့နေရာတွေဖြစ်တယ်လို့လည်းဦးရွှေမောင်ကထောက်ပြပြောဆိုပါတယ်။လုံခြုံရေးယူထားတဲ့ရဲတပ်ဖွဲ့ဝင်တွေကိုယ်တိုင်မရှို့ရင်တော့မှသူတို့ရဲ့ပေါ်ဆမှုဒါမှမဟုတ်ပူးပေါင်းပါဝင်မှုရှိနိုင်တယ်လို့ဆိုပါတယ်။ဒူချီရာတန်းကျေးရွာမှာဖြစ်ပွားခဲ့တဲ့မီးရှို့မှုဟာဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့တန်တမန်အဖွဲ့တွေမလာခင်အချိန်ကိုက်ပြုလုပ်သလိုဖြစ်နေတာကြောင့်ဒီကိစ္စဟာပြဿနာကိုပုံမရှုပ်ထွေးသွားအောင်ဖန်တီးတာပဲလို့သုံးသပ်နေကြကြောင်းပါခင်ဗျာ။ရခိုင်ပြည်နယ်မောင်နှောမြို့နယ်ဒူချီရာတန်းရွာမှာဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်တွေအပြင်ရခိုင်ပြည်နယ်အတွင်းကအခြေအနေတွေကိုလေ့လာဖို့အတွက်မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂတန်ယုံအဖွဲ့ကတန်အမတ်ကြီးမစ္စတာရိုလန်ခိုဘီယာနဲ့ဒိန်းမတ်ပြင်သစ်အီတလီဂျာမနီစတဲ့ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကတန်အမတ်ကြီးတွေဟာမနေ့ကရခိုင်ပြည်နယ်စစ်တွေမြို့ကိုရောက်ရှိခဲ့ပါတယ်။တန်အမတ်ကြီးမစ္စတာခိုဘီယာအနေနဲ့ရခိုင်ပြည်နယ်ပြည်ပခတွေအပြင်အခြေအနေအရရက်ကိုလေ့လာဖို့အတွက်ရောက်ရှိလာတာဖြစ်ကြောင်းရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာအစိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံစဉ်စကားပြန်ကနေတဆင့်ပြောကြားခဲ့တယ်လို့ RFA သတင်းကဖော်ပြပါတယ်။ EU ကိုယ်စားလှယ်တွေအနေနဲ့ရခိုင်ပြည်နယ်အတွင်းကရခိုင်နဲ့မွတ်စလင်ဒုက္ခသည်တွေအတွက်ယူရိုငွေသန်းပေါင်း80ကိုလူမှုအဖွဲ့အစည်းတွေကတဆင့်ပေးအပ်လှူဒန်းထားတယ်လို့လည်းပြောပါတယ်
ဒါအပြင်ရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေကြောင့်နိုင်ငံတွင်းစီးပွားဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကဏ္ဍတွေအတွက်ထိခိုက်နစ်နာမှုမရှိအောင်ကြိုးစားပြီးဆောင်ရွက်ဖို့လိုတယ်လို့လည်းတိုက်တွန်းပြောကြားခဲ့ပါတယ်မြန်မာနိုင်ငံဆိုင်ရာဂျာမနီတန်အမတ်ကြီးကလည်းရခိုင်ပြည်နယ်အတွင်းမှာနေထိုင်ကြတဲ့ရခိုင်တွေနဲ့မွတ်စလင်တွေဟာဘာကြောင့်အမုန်းတရားပြင်းထန်နေရတယ်ဆိုတာစဉ်းစားလို့မရတဲ့အကြောင်းဒီကိစ္စအပေါ်အဖြေရှာဖို့လိုအပ်ကြောင်းလည်းပြောကြားခဲ့ပါတယ်ပြင်သစ်တန်အမတ်ကြီးကတော့ရခိုင်ပြည်နယ်အတွင်းမှာနှစ်ဖက်ပြန်လည်တည်မြဲရေးအတွက်ဆောင်ရွက်ဖို့အစိုးရမှအဓိကတာဝန်ရှိတယ်လို့ထင်မြင်ကြောင်းအကြံပြုပြောကြားခဲ့ပါတယ်မနေ့ကစစ်တွေမြို့ကိုရောက်ရှိလာတဲ့ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကတန်အမတ်ကြီးတွေရဲ့ရခိုင်ခီးစဉ်ဟာ၄ရက်ကြာမြင့်မှာဖြစ်ပြီးတော့ဒီကနေ့မှာမောင်နှောမြို့နယ်ဒူးချီရာတန်းကျေးရွာကိုတွားရောက်ပြီးနှစ်ဖက်ခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျာဆွစ်ဇာလန်နိုင်ငံဂျီနီဗာမြို့မှာကျင်းပနေတဲ့ဆီးရီးယားငြိမ်းချမ်းရေးဆွေးနွေးပွဲ9ရက်မြောက်နေ့မနေ့ကအစိုးရနဲ့အတိုက်အခံကိုယ်စားလှယ်တွေက2012ခုနှစ်ဂျီနီဗာကြေညာချက်ကိုအခြေခံပြီးစစ်ဆက်ညှိနှိုင်းကြဖို့သဘောတူကြတယ်လို့ပြောဆိုလိုက်ပါတယ်2012ခုနှစ်ဂျီနီဗာကြေညာချက်အရဆီးရီးယားပြည်ပခအဆုံးသတ်ရေးအတွက်အသွင်ကူးပြောင်းရေးအစိုးရတရက်ဖွဲ့စည်းရေးအပါအဝင်အချက်တော်တော်များများကိုနှစ်ဖက်စလုံးကသဘောတူခဲ့ကြတာဖြစ်တယ်လို့ VOA သတင်းတပုတ်ကဖော်ပြပါတယ်ဆီးရီးယားအစိုးရကဒီဂျီနီဗာကြေညာချက်ကိုအခြေခံပြီးအချက်တစ်ချက်ချင်းစီကိုတစ်ကြိမ်ဆွေးနွေးကြဖို့ဆွေးနွေးပွဲအစတွေကလုံးဝအဆင်သင့်ရှိတယ်လို့ဆီးရီးယားနိုင်ငံပိုင်သတင်းကပြောဆိုလိုက်ပါတယ်အတိုက်ခံတွေဘက်ကလည်းနှစ်ဖက်စလုံးအနေနဲ့ဒီဂျီနီဗာကြေညာချက်ကိုအခြေခံပြီးဆွေးနွေးကြဖို့သဘောတူထားတယ်လို့ပြောပါတယ်ငြိမ်းချမ်းရေးဆွေးနွေးပွဲရဲ့9ရက်မြောက်မနေ့ကအစိုးရနဲ့အတိုက်ခံကိုယ်စားလှယ်တွေဆက်လက်ဆွေးနွေးနေကြပြီးတော့ကုလသမဂ္ဂနဲ့အာရပ်အဖွဲ့ချုပ်ရဲ့ဆီးရီးယားအရေးအထူးကိုယ်စားလှယ်လက်ခဒါဘရာဟီမီကနှစ်ဖက်ကိုယ်စားလှယ်တွေကြားကြားဝင်ဆေးဆက်ပေးနေတာဖြစ်ပါတယ်ခင်ဗျာယူကရိန်းနိုင်ငံမှာနိုင်ငံရေးအကျပ်အတည်းဆက်လက်ဖြစ်နေချိန်မှာပဲသမ္မတဗစ်တာယာနူကိုဗစ်ကဆေးခွင့်ယူသွားတယ်လို့သိရပါတယ်။သူဟာအသက်ရှူလမ်းကြောင်းမှာပိုးဝင်တဲ့ရောဂါခံစားနေရပြီးကိုယ်ပူချိန်ကြီးနေတယ်လို့လည်းသမ္မတယုံကထုတ်ပြန်ထားပါတယ်။အစိုးရစံကျင်ရေးဆန္ဒပြနေသူတွေကတော့အစိုးရရဲ့လူငင်းချမ်းသာခွင့်ဥပဒေကိုပယ်ချပြီးတဲ့နောက်အစိုးရရုံးတွေကိုဆက်လက်သိမ်းပိုက်ထားနေစေဖြစ်ပါတယ်။ဒါအပြင်သမ္မတဗစ်တာယာနူကိုဗစ်ကိုယာရုကဆင်းပေးပြီးရွေးကောက်ပွဲအသစ်တွေလုပ်ပေးဖို့ဆက်လက်တောင်းဆိုနေကြတယ်လို့ BBC သတင်းတပုတ်မှာဖော်ပြထားပါတယ်ခင်ဗျာ။မြောက်ကိုရီးယားကပုံမခစ်မိတဲ့ဒုံးပြန်တွေလွတ်တင်ရေးအတွက်တိုးချဲ့လှုပ်ဆောင်နေကြောင်းထောက်လှမ်းရေးဂျိုဒူဓာတ်ပုံတွေကဖော်ပြနေတယ်လို့အမေရိကန်ပညာရှင်အဖွဲ့တစ်ခုကမနေ့ကထုတ်ဖော်ပြောကြားလိုက်ပါတယ်။ပြီးခဲ့တဲ့2လအတွင်းရရှိခဲ့တဲ့ဓာတ်ပုံတွေရဆိုရင်မြောက်ကိုရီးယားနိုင်ငံဆိုလာဒုံးပြန်လွတ်တင်ရေးစခန်းမှာအရင်ကထက်ပိုမိုကြီးမားတဲ့ဒုံးပြန်နဲ့လွတ်စင်တွေကိုတွေ့ရတယ်လို့ John Hopkins တက္ကသိုလ်မှာရှိတဲ့အမေရိကန်ကိုရီးယားလေ့လာရေးသိပ္ပံကပြောပါတယ်။အဲ့ဒီဒုံးပြန်တွေဟာအာရှတိုက်အရှေ့မြောက်ပိုင်းနဲ့အမေရိကန်ကမ်းရိုးတန်းအထိရောက်ရှိနိုင်တယ်လို့လည်းဆိုပါတယ်ခင်ဗျာ။